မြန်မာပြည်ထဲမှာအခုနောက်ပိုင်းဆိုလို့ရှိရင်မုတ်လုံငန်းကိုတော်တော်များများစိတ်ဝင်စားကြတယ်ဟိုလူငယ်လေးတွေခလေးလေးတွေအစားပေါ့နော်နောက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ဒါတစ်ချိန်တော့မုတ်လုံငန်းဆိုတာကျွန်တော်တို့ယောက်ျားလေးတွေလုပ်ခဲ့တာများတယ်ပေါ့လူကြတာမိန်းကလေးတွေရောခလေးတီတီလေးတွေပါနော်ဟို9နှစ်6နှစ်9နှစ်အရွယ်တွေကစပြီးမုတ်လုံကိုသူတို့ကလောက်ကြအဲ့တော့သူတို့အတွက်အဓိကပြင်ဆင်ရဖို့ကတော့ဒါအမှတစ်ခုတော့ကျွန်တော်ပြောခဲ့သလိုပဲနော်မဟုတ်တော့ရင်စိတ်ရှည်ဖို့တော့လိုတယ်အခြေခံလေးတွေတေချာလေ့လာဖို့လိုတယ် YouTube တွေမှာကျွန်တော်တို့ကြည့်လို့ရတယ်ဟောသင်တန်းကျောင်းတွေလည်းအများကြီးရှိတယ်ပေါ့နော်ဟောသင်တန်းကျောင်းတက်အဆင်ပြေမလား YouTube ထဲမှာကြည့်အဆင်ပြေမလားဒါပေမဲ့ကျွန်တော်တို့ကအခြေခံကြကြလေ့လာနိုင်ပိုကောင်းတယ်နော်သွားပြီးတော့ကျွန်တော်တို့ဒီကျောင်းထဲမှာစာသင်တယ်လို့ထိုင်ပြီးတော့ဒီတိုင်းနားထောင်လို့မဖြစ်ဘူးဗျဟောဆရာစာရှင်းပြနေတဲ့အချိန်မှာအချက်အလက်တွေပေါ့ဒါမုတ်ရဲ့လှုပ်ဆောင်ချက်တွေပေါ့နော်တစ်ခုချင်းစီရဲ့ဒီမုတ်အတွက်လှုပ်ဆောင်ချက်တွေပြောတဲ့အချိန်မှာကျွန်တော်တို့တေချာလိုက်ရည်ဖို့လိုတယ်နော်မှတ်ချက်တွေအတိုင်းပေါ့နော်ကျွန်တော်တို့လက်တွေ့လှုပ်တဲ့အချိန်မှာအကောင့်ထဲပေါ်တဲ့အချိန်မှာဖြစ်လားမဖြစ်လားကျွန်တော်တို့အဲ့ဒါကိုပြန်ပြီးတော့စမ်းစစ်ဖို့လိုတယ်အဲ့တော့ဆရာရှင်းပြတဲ့ recipe အတိုင်းရှင်းပြတယ်ကိုကလည်းမှတ်ချက်လေးတွေရေးတယ်ဒါပေမဲ့လှုပ်တဲ့အချိန်မှာじゃမုတ်ကမဖြစ်ဘူးဆိုရင်ဘာကြောင့်မဖြစ်တာလဲနော်အဲ့ဒါလေးတွေပြန်ပြီးတော့ question ထုတ်ရမှာကိုသွားသင်နေတဲ့သင်တန်းဆရာကိုလည်းမေးရမှာနော်မမေးဘဲနဲ့တော့မနေနဲ့နော်မေးရမယ်ခြားဆရာတွေရှိရင်ဒါမှမဟုတ်ကိုယ့်ထက်စီနီယာကြတဲ့လူတွေရှိရင်လည်းမေးကျွန်တော်ဘာကြောင့်အဲ့လိုပြောရလဲဆိုတော့ကျွန်တော်တို့မုတ်လုံကဒီလိုကွက်တိပြောလို့မရဘူးဗျာနော်တခါလေ तू လုတ်တဲ့နေရာမှာ तू သုံးတဲ့ပစ္စည်းတွေပေါ်လဲမူတည်တာပေါ့အချိန်ပေါ့တိုင်မင်လေကိုကတခါလေတိုင်မင်လိုက်မှတယ်တိုင်မင်လိုက်ရှိတဲ့ဆရာဘယ်နှမိနစ်ဖုတ်ရမလဲတမ်ပီချာဘယ်လောက်နဲ့ဘယ်နှမိနစ်ဆရာဘယ်လောက်ကြာနေရမလဲဆရာတော့လွယ်လွယ်လေးပြောလိုက်မှာပေါ့နော်ဟောဒါနဲ့ဖုတ်10မိနစ်ဟောဒီလိုဆိုလို့ရှိရင်9မိနစ်မွေလိုက်အဲ့လိုပြောမယ်ဒါပေမဲ့အဲ့ဒီ तू ပြောတဲ့စကားကလက်ရှိအဲ့ဒီမှာလုပ်နေတဲ့အချိန်မှာမှန်ကောင်းမှန်လိမ့်မယ်ကိုယ့်ဟာကိုယ်အိမ်မှာပြန်လုပ်ကြည့်မမှန်တော့ပြောချင်တာကိုလုပ်တဲ့ပစ္စည်းတွေနဲ့နီးဖို့လိုတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာမှမလဲအချိန်ကလည်းမှတ်တင်တာပေါ့ဒါ तू ပြောတာအဲ့ဝန်းကျင်လောက်တော့ရှိတယ်ဒါပေမဲ့ကိုကဝန်းကျင်အတိအကျသွားမှတ်လို့ရှိရင်ကိုလုပ်တဲ့အချိန်မှာပိုရင်လည်းပိုမယ်လျော့ရင်လည်းလျော့မယ်အဲ့ဒါမျိုးပေါ့အဲ့တော့ဖြစ်ပေါ်နေတဲ့အချိန်ပေါ့နော်ဥပမာထားလိုက်ပါတော့ကျွန်တော်တို့ပေါင်မှုနေတယ်ပေါင်မှုသားပဲအတိုင်းအတာရှိဖို့လိုတယ်ကိုသိရမယ်နော်ကိုဆွဲကြည့်ရမယ်မပြတ်ထွက်တော့တဲ့အထိအနေထားမျိုးဖြစ်ရမယ်ဒါအခုနပြောခဲ့သလိုပဲနော်ဟောကြက်ဥရိုက်တယ်ကျွန်တော်တို့ကြက်ဥရိုက်တယ်ဖြူဝင်ပွားလာမယ်ဒါမျိုးလက်နဲ့ဆွဲကြည့်လိုက်ရင်ပြန်မဆင်းနိုင်တော့တဲ့အထိညောင်စည်းပေါက်ကြွက်မီတန်တဲ့ပုံမျိုးတွေပေါ့ဒါမျိုးတွေရှိနေအောင်အဲ့လိုအတိုင်းအတာလေးတွေအဓိကမှတ်ဖို့လိုတာနော်အချိန်ကကျွန်တော်တို့မှတ်ရင်မားနိုင်တယ်ဆိုတာကျွန်တော်တို့သုံးတဲ့ဆက်သူသုံးတဲ့ဆက်မတူရုံအားတွေမတူပေါ့နော်ရုံအားတွေမတူတခါလေမီးရထွက်တဲ့ watt တွေမတူနောက်မီးလာတဲ့အချိန်မီးအားနည်းတစ်မျိုးပေါ့နော်ဒါမလို့ဒါတွေကအရန်ကိုပြောရခက်တာပေါ့နော်ကိုကသွားပြောလာဟိုဆရာပြောတာမှန်တယ်ဒီဆရာပြောတာမှန်တယ်အဲ့လိုမျိုးတွေဖြစ်မှာဆိုလို့နော်အားလုံးကတော့ तू လောက်တာသူ့ဟာနဲ့ तू မှန်နေတာပဲဒါမဲ့ကိုလောက်တဲ့အချိန်မှာမမှန်ဘူးဆိုလို့ရှိရင်ကိုကအဲ့အခြေခံကိုပြန်ပြီးတော့တီချာလေ့လာဖို့လိုတယ်နော်ကိုသုံးတဲ့ပစ္စည်းတွေပေါ့နော်ကိုသုံးတဲ့ဆက်တွေဒါမျိုးတွေပြန်လေ့လာဖို့လိုတာပေါ့နောက်ပိုင်းကိုကအဲ့ဒီအခြေခံတွေကြကြသိသွားတဲ့တစ်နေ့မှာမဖြစ်မလဲဆိုတော့ဘာပဲလုပ်ပေါ့နော်မပြတ်တော့ဘူးYouTube မှာကြည့်ပြီးလုပ်မလားမပြတ်ဘူးအဲ့တော့ကိုလုပ်တဲ့မှုတ်လေးတွေကရက်လလေးတွေကောင်းနေမယ်နော်ပြင်ဆင်တဲ့အပိုင်းတွေပေါ့နော်အခုနေကိုကအလုပ်သွားလုပ်မယ်နိုင်ငံခြားသွားမယ်နော်နိုင်ငံခြားမှာတချို့ဆိုအကြောင်းသွားတက်ရင်အချိန်ပိုင်းတွေဆင်းရမယ်အဲ့လိုဆိုတော့ကိုယ့်ဘက်မှာပြင်ဆင်ရမယ့်အပိုင်းကအခုနပြောတဲ့အခြေခံတွေတေချာသိရမယ်ဒါပေမဲ့အလုပ်လုပ်တဲ့အပိုင်းတွေကိုကိုပြင်ဆင်ရမယ်နော်ကိုယ့်ရဲ့စိတ်ဓာတ်တွေသွားပြီးတော့ကျွန်တော်တို့ကဒီလိုသင်တန်းကျောင်းမှာလုပ်တဲ့ပုံစံမျိုးလို့အလုပ်ထဲမှာလုပ်လို့မရအောင်သင်တန်းကျောင်းမှာလုပ်တဲ့ပုံစံမျိုးအလုပ်ထဲမှာသွားလုပ်လို့ရှိရင်နောက်နေ့ကိုအလုပ်ရမှာမဟုတ်တော့ပြန်ခိုင်းပါအောင်နော်ဒါမျိုးတွေရှိတယ်အဲ့တော့လုပ်ငန်းခွင်နဲ့ရအောင်လုပ်ငန်းခွင်နဲ့တူအောင်လုပ်ဖို့လိုတာပေါ့လုပ်ငန်းခွင်ကသတ်မှတ်ထားတဲ့စီကံအတိုင်းလိုက်လျှောက်ဖို့တော့လိုတာပေါ့နော်အဓိကတော့ကျွန်တော်ပြောချင်တာပါလဲဆိုတော့ကျွန်တော်တို့ကတစ်ခါတလေအလုပ်လုပ်လို့ရှိရင်ဝန်ထမ်းနေရာမှာအနှိမ့်ဆုံးအဆင့်မှာအလုပ်လုပ်ခဲ့ရင်တော့မှကျွန်တော်တို့ရဲ့စိတ်ဓာတ်ကကုမ္ပဏီပိုင်ရှင်တယောက်စိတ်ဓာတ်မျိုးနဲ့အလုပ်လုပ်ဖို့လိုတယ်ဗျဒီနေရာမှာမပြတ်အောင်ကိုဘယ်လိုလုပ်မလဲနော်ပြတ်သွားတဲ့ဟာကိုဘယ်လိုပြန်ပြီးတော့သုံးလို့ရအောင်လုပ်မလဲနော်ဒါလေးတွေကိုက
စေနာရှိနေပေါ့နော်အဲ့လိုထားပြီးတော့လုံနိုင်ဖို့လိုပါတယ်နော်ဒါမျိုးစေနာရှိဖို့ဆိုတာကိုကဘာလဲဆိုတော့ကိုယ့်ဘက်မှာလည်းဒီစိတ်ဓာတ်တွေပြင်ဆင်ဖို့လိုတာပေါ့နော်ကျွန်တော်ကိုနိုင်လည်းအဲ့လိုပဲနော်ဒါကျွန်တော်ကဒီမဟုတ်လုပ်ငန်းကိုပြောရမယ်ဆိုဆက်လုပ်ခြင်းတော့ဝါသနာမပါဘူးဒါပေမဲ့အခုနပြောတဲ့စိတ်ဓာတ်နဲ့လုပ်တာအလုပ်ထဲရောက်လို့ရှိရင်အလုပ်မှာတင်ပြီးတဲ့ဟာနော်အလုပ်နဲ့တူအောင်လုပ်မယ်နော်ကောင်းအောင်လုပ်မယ်အဲ့လိုမျိုးနဲ့လုပ်လာအဓိကစိတ်ဓာတ်ပဲဗျစိတ်ဓာတ်ပြင်ဆင်လိုက်ကိုလူနေနဲ့လှုပ်လို့အဆင်ပြေသွားတယ်နော်တချို့ဆိုလို့ရှိရင်ဒီလုပ်ငန်းအားဖြင့်တင်တန်းဆင်းလာတဲ့လုပ်ငန်းကြီးတွေအများကြီးလုပ်နိုင်ဒါသူမိသားစုအအောင်ပြန်ပြောငါတို့ဒီလုပ်ငန်းတွေကငါတို့လက်ရှိအလုပ်တွေတဲ့အများကြီးအကျိုးပြုပါလားဒါမျိုးပေါ့နော်ဒီလိုတင်တန်းသားတွေကိုလည်းကျွန်တော်တွေ့ကြုံဘူးတယ်ကိုနိုင်ရလည်းအဲ့လိုဖြစ်လို့နော်ကိုနိုင်ရလည်းအထင်မကြီးပါဘူးဒီလုပ်ငန်းကိုနော်တစ်ချိန်တော့မဖြစ်ပါဘူးဒါကြီးကလည်းဝါသနာလည်းမပါဘူးကင်မရာမန်လောက်တာနဲ့ဒီလုပ်ငန်းတွေကဘာမှမဆိုင်ဘူးပေါ့ဒါမဲ့ကျွန်တော်ဒီနေ့ဒီလိုမျိုးဖြစ်လာတယ်ပေါ့နော်အားကြောင့်လို့ဒါကတော့အားပြီးတာပေါ့နော်စိတ်ရောက်မကြနဲ့ကြိုးစားပြီးတော့လုပ်ပါအခြေခံတွေတိကျလေ့လာဖို့လည်းလိုပါတယ်မိဖို့ခန်းတစ်ခုတိစောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလေဝင်လေထွက်လေးတွေကောင်းမှုတော့လိုတာပေါ့နော် pastry ပိုင်းဆိုလို့ရှိရင်ဒါအဲကွန်နိုင်လေးဖြစ်ဖို့လိုတယ်နော် bakery ကတော့အဲကွန်နဲ့ရတယ်ဒါမဲ့အရန်မလိုအပ်ဘူးပေါ့သူကတော့နည်းနည်းပူရင် okay တယ်နော်လုပ်လို့ရတယ်ပြောချင်တာကျွန်တော်တို့ pastry ပိုင်းတွေကြမအေးလို့မဖြစ်ဘူးနော်အဲ့တော့အဲကွန်မအေးရင်ပြဿနာဘာလဲဆိုတော့ကိတ်တွေဘာတွေအလှဆင်တဲ့အချိန်တွေမှာဆိုရင်အဆင်မပြေတော့ဘူးเนาะကိုလှုပ်ချင်တဲ့ပုံစံမဖြစ်ဘူး cream ပတ်လို့လည်းအဆင်မပြေဆွဲလို့လည်းပုံစံမထွက် chocolate တွေပါတွေပုံဖော်တော့လည်းထွက်လာတော့မကောင်းဘူးပေါ့เนาะပျော်ကြတာလဲကြတာဒါမျိုးတွေဖြစ်တော့ရက်လာကောင်းကောင်းမထွက်ဘူးပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ pastry ဆိုရင်အဲကောင်းခံကောင်းကောင်းလေးဖြစ်ဖို့တော့လိုတာပေါ့เนาะတန့်ရှင်းနဲ့ပတ်သက်ပြီးတော့လွယ်ကူနဲ့တန့်ရှင်းလှုပ်နိုင်အောင်ပြီးဖို့ကြောင့်တိဆောက်ပြီးဖို့လိုတာပေါ့เนาะဘလို့အခြေအနေမျိုးပါပဲဖြစ်ဖြစ်ကျွန်တော်တို့ကတန့်ရှင်းရတော့ဖြစ်အောင်လုပ်လို့ရတယ်နော်ဒါမဲ့အခုနာလို့ပေါ့အခြေခံကြကြစီးစနစ်ကြကြပေါ့ဒါကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင် state public health ကနေပြီးတော့တတ်မှတ်ထားတဲ့ procedure အတိုင်းကျွန်တော်တို့ကတည်တည်ချာချာစားသုံးသူတွေအတွက်အန်ဒီရဲ့ကင်းအောင်လုပ်ပေးမယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့တန့်ရှင်းလုပ်တဲ့အချိန်မှာဘာတွေလိုအပ်လဲဆိုတော့စပွဲတစ်လုံးကိုကျွန်တော်တို့ကတန့်ရှင်းလုပ်မယ်ဆိုလို့ရှိရင်အရင်ဆုံးဆက်ပြနဲ့စပွဲကိုပို့ပြရမယ်နော်ပြီးလို့ရှိရင်ရေနွေးလေးနဲ့လောင်ချလိုက်ရေကိုလောင်ချလိုက်အဲ့ဒါပြီးမှအပေါ်မှာကျွန်တော်တို့ဒီပိုးသက်ပြီးတယ်ပိုးသက်တယ်ဆိုတာကျွန်တော်တို့ဒီ bleach ပေါ့နော်ဂလူကွင်းအရည်လေးနဲ့ကျွန်တော်တို့ဒီစပွဲပေါ်မှာတုပ်ပေးလိုက်ဒါဆိုလို့ရှိရင်ဒီစပွဲကလုံးဝပိုးသေးပြီးသားနော်ပိုးမရှိတော့ဘူးနောက်အလုပ်တစ်ခုထပ်လုပ်ဖို့အတွက်ကောင်းတယ်ဒါပေမဲ့အခုနပြဿနာအဲ့ဒီလိုရေလောင်ချပြီးကြမ်းခင်းတွေပေါ်မှာဘာဖြစ်သွားလဲဆိုတော့ရေတွေကျသွားရေတွေကျသွားတဲ့အချိန်မှာဘယ်ကိုသွားဖို့လိုလဲဆိုတော့ရေတွေကဒီမီးဖို့ခန်းထဲမှာရှိတဲ့မြောင်းတွေပေါ့နော်ရှိဖို့လိုတယ်ဒီလိုပတ်လေရှိရင်ကောင်းတယ်အလဲပါတစ်ချောင်းရှိရင်ကောင်းတယ်ဒါဆိုလို့ရှိရင်အခုနတည်တည်ချာချာတန့်ရှင်လှုပ်ချင်တဲ့လူကလည်းလှုပ်နိုင်တယ်ဘာဖြစ်လဲဆိုတော့ရေတုံချလိုက်ပြီးသွားပြီအဲ့ဒီရေတွေကကျသွားမြောင်းနဲ့ဝင်သွားတယ်တော့သူစီးသွားတကယ်လို့မြောင်းမရှိရင်ဘာဖြစ်မလဲအဲ့ဒီရေတွေကိုတစ်ခါထပ်ပြီးတော့တန့်ရှင်လှုပ်ရမယ်ဆိုတော့ဒါအလုပ်လုပ်တဲ့လူတွေကမလုပ်ချင်တော့ဘူးเนาะမလုပ်ချင်တဲ့အချိန်မှာကျွန်တော်တို့ဒီ kitchen ကညစ်ပတ်သွားမှာပေါ့နောက်ဆက်တွေထားတဲ့နေရာတွေလည်းအဲ့လိုပဲเนาะရေမြောင်းလေးတွေရှိတဲ့နေရာတွေဆိုရင်ပိုကောင်းပါတယ်เนาะအဲ့တော့ဒီ kitchen တွေထဲမှာဒါတန့်ရှင်ရအဓိကပေါ့เนาะကျွန်တော်တို့ကအစားအသောက်ကင်တွယ်တဲ့လူတွေဖြစ်တဲ့အတွက် kitchen ထဲမှာတန့်ရှင်ရှိဖို့လိုတယ်တန့်ရှင်ရှိအောင်လည်းလောက်ကင်နိုင်ဖို့အတွက်ကလွယ်ကူလောက်ကင်နိုင်အောင်လည်းလှုပ်ထားပြီးဖို့လိုတာပေါ့နော်နောက် dry store တွေထားတဲ့အချိန်မှာအဲ့တော့ဒီ store ခန်းလေးတွေကိုတည်တည်ချာချာထားပြီးဖို့လိုတယ်ဒါတော့ကျွန်တော်တို့ hotel တွေမှာတော့ဖြင့် store ခန်းအကြီးကြီးရနေပြီးတော့ကိုယ့်ရဲ့ဒီ pastry ဌာနပေါ့ bakery လုပ်မဲ့အတွက်လောက်ပဲပြန်သယ်လာပြီးမဲ့အပေါ်မှာအဲ့လို store တွေကိုတင်ဆက်ဖို့အတွက်ပေါ့နော်ဒါ dry store တို့ပြီးလို့ရှိရင် chiller တို့နောက်ပြီးတော့ deep freezer တို့အဲ့ကောင်လေးတွေလိုတာပေါ့နော်ဒါမှကျွန်တော်တို့လုပ်ပြီးသားအစားအသောက်တွေကိုအဲ့ထဲမှာထည့်သိမ်းလို့ရမှာအဓိကကျွန်တော်တို့မုတ်လုပ်ငန်းမှာ deep freezer เนาะရေခဲမှရှိနေရမယ် -18 နဲ့ -20 မှရှိရမယ်အဲ့ဒါရှိလို့ရှိရင်ကျွန်တော်တို့က plan ချပြီးတော့အလုပ်လုပ်လို့ရတယ်ကျွန်တော်တို့မှာရှိတဲ့ဝန်ထမ်းတွေကနဲတယ်ဆိုရင်တော့မှကျွန်တော်တို့ကဒီလူအယောက်1000စာတွေ2000စာတွေကိုတရက်နည်းနည်းလှုပ်ပြီးတော့
deep freezer တွေတင်ထားမယ်ဆိုရင်မပြတ်ဘူးအဲ့ဒီမုတ်ကနော်ပွဲရှိတဲ့နေ့မှာထုတ်ပြီးတော့ဆွဲထုတ်ပြီးတော့ဖုတ်ပေးလိုက်ရုံပဲအဲ့တော့နေ့တိုင်းပြင်ဆင်ရတာပေါ့နော်နေ့တိုင်းကိုယ်မှာ plan ရှိဖို့လိုတာနောက်သူ့မှာမီးဖို့ဆိုတာကျွန်တော်တို့အခုဒီမှာဖုတ်တဲ့မီးဖို့တွေဆိုလို့ရှိရင်ကျွန်တော်တို့ခေါ်တာ2ဘန်းထိုးလို့4ဘန်းထိုးလို့နော်6ဘန်းထိုးလို့ဒါမျိုးတွေပေါ့နော်အဲ့တော့မီးဖို့များများရှိဖို့လိုတယ်နော်ဘန်းများများထိုးလို့ရဖို့လိုတယ်ဒါ6ဘန်းတို့တချို့မီးဖို့တွေ16ဘန်းထိုးလို့ရတချို့ဆို32ဘန်းဒါမျိုးတွေရှိတာပေါ့အဲ့ဒါဆိုလို့ရှိရင်အလုတ်ကအရန်ကိုတုတ်လို့တူတယ်နော်ခုနလိုကိုကလူတယောက်10နာရီခိုင်းဖို့ပြင်ဆင်ထားတယ်အလုတ်တရ10မျိုးမကအောင်ရှိတယ်ဒါပေမဲ့ခိုင်းလို့မရဘူးအခုနပြောတဲ့ deep freezer တို့မီးဖို့မရှိဘူးဆိုခိုင်းလို့မရအောင်ဆက်လုပ်လို့မှမရဘူးเนาะမီးဖို့ဖုတ်မယ်ဆိုလို့ရှိရင်လည်းအဲ့တော့တစ်ခါဖုတ်2ဘန်းတစ်ခါဖုတ်နာရီဝက်အဲ့လောက်ပဲကြာမယ်ဆိုဘလို့မှမပြီးနိုင်ဘူးပေါ့เนาะဒါကျွန်တော်တို့ဒါမီးဖို့အပိုင်းပါအခုန deep freezer မရှိလေအဲ့လိုပဲကျွန်တော်တို့အခုနလူထောင်နဲ့ချီပြီးတော့ order တွေလက်ခံရရှိရယ်ဒါပေမဲ့ဒါကြီးကိုကျွန်တော်တို့ကကြိုလုပ်ပြီးတော့သိမ်းစရာနေရာမရှိလုပ်လို့မရအောင်အဲ့ဒီပွဲရောက်တဲ့နေ့မှလုပ်လို့လုံးဝအချိန်မမီဘူးပေါ့နော်ဒီဘုတ်ကန်တိဆောက်ကြတဲ့အဲ့ဒီအစိတ်ပိုင်းလေးတွေပါလို့ရှိရင်ပိုကောင်းတာပေါ့နော်